မင်္ဂလာပါစစ်လေးတွားကြည့်ကြမယ်စစ်နေကပွဲလိုက်သွားကြတယ်ဘင်းငါ6កောင်လောက်ရှိရပွဲလိုက်သွားကြရင်မနော်ရေချိုးသွားကြတာစင်ရေချိုးသွားသူရေမချိုးနဲ့တူတယ်တကောင်ကြံခဲ့တော့ဒါစင်ကြီးရေချိုးသွားတာတဲ့ကျန်တဲ့စင်ကြီးသူတယောက်ကြံခဲ့တာအပြူကြီးမအောက်တယ်မလားပြူကြီးအပြူကြီးမဟုတ်ဟုတ်တယ်တော့ရေချိုးသွားကြလားဒီမှာတကောင်နောက်တကောင်ထပ်ပြအောင်မယ်ဒါတော့အမကြီးပါသူအပြူကြီးရှင်းတဲ့တောင်ကြီးသေးတယ်သူပြူကြီးမလှရဲတော့ဟိုဘက်မှာတကောင်ရှိသေးတယ်ကျန်တဲ့စင်တွေအများကြီးရတယ်ရေချိုးသွားပါတယ်နောက်တကောင်တက်ပြမယ်ဒါနောက်တကောင်ပါသူကထီးနဲ့တူဟုတ်တယ်ထီးထီးရတော့စားတော့မှအတူမတော့မဟုတ်ဘူးလေးမင်းဖြူလေးနွားတွေနဲ့တော့မင်းဖြူလေးလှလိုက်မင်းဖြူလေးမင်းလေးရေကလေးလေးချစ်စားလေးတို့ဖြူအောင်လေးရှာပါဟိုဘက်မှာတမင်လေးကာလာသားပေါက်စင်ပဲရအောင်ပြန်တော့မှမဟုတ်လို့ခဏလေးတော်နာလူရိုက်မှာလားနောက်ဆုံးရရင်နည်းနည်းဟိုတော့